ဒီမင်းကလေးဟာမွေးကလေးကတကယ်အစားအစာကိုတစ်ခါမှမစားဘူးပါဘူးသူအသက်ရှင်နေနိုင်တာကအာဟာရဖြည့်ဆည်းတောင်း meal replacement capsules တွေကိုပဲစားသုံးပြီးဖြစ်ပါတယ်အနာဂတ်နှစ်50အကြာမှာလူသားတွေဟာအချိန်ကုန်သက်သာစေဖို့အထူးအာဟာရဆေးတောင်းတွေကိုတီထွင်ခဲ့ကြပါတယ်ဆေးတောင်းတစ်လုံးနဲ့စားလိုက်ရုံနဲ့ဗိုက်ပြည့်တယ်လို့ခံစားရပြီးခန္ဓာကိုယ်လိုအပ်တဲ့အာဟာရအလုံးကိုလည်းရရှိနိုင်ပါတယ်ဒါကြောင့်ဘယ်သူမှဟင်းမချက်တော့ပဲစပိုမှုတွေလည်းအလုံးလက်မဲ့ဖြစ်သွားကြပါတယ်ခွေးစာတောင်းဆေးတောင်းအသေးလေးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ် romantic candlelight dinner တွေမှာတော့အရသာရှိတဲ့ဟင်းရတွေမရှိတော့ပဲဆေးတောင်းအသစ်တစ်လုံးသာစပွဲပေါ်မှာရှိနေပါတော့တယ်မင်းကလေးရဲ့မိခင်ကအလုံးများလုံးလာကြောင်းမနက်တိုင်းမနက်စာအဖြစ်ဆေးတောင်းတစ်လုံးပေးပြီးကျောင်းကိုအမြန်လိုက်ပို့လို့ရှိပါတယ်ကားမောင်းနေချိန်မှာတော့အလုပ်တွေကိုမနာတမ်းဆက်လုပ်နေခဲ့ပါတယ်ကျောင်းမှာလည်းနေ့လယ်စာအဖြစ်ကလေးတိုင်းကိုဆေးတောင်းတစ်လုံးသာဝေချပေးပြီးအာဟာရနဲ့စွမ်းရည်ကိုဖြည့်တင်းစေပါတယ်ဒီနေ့မှာကျောင်းကပြန်လာတဲ့မင်းကလေးကမိခင်ဟာအေးမိပြီးနေမကောင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်နေမကောင်းပေမဲ့လည်းအလုပ်ကိုအတင်းဆက်လုပ်နေစေပါပူဆိုးတာကအိမ်မှာရှိတဲ့ဆေးတောင်းတွေလည်းကုန်သွားခဲ့ပါတယ်ဒါကြောင့်မင်းကလေးကတက်တီမွေးပြီးဆေးတောင်းဝယ်ဖို့အပြင်ထွက်ခဲ့ပါတယ်အပြန်လမ်းမှာတော့အမြန်ရွေ့ရနေတဲ့ထူးဆန်းတဲ့တန်ဖိုးတစ်လုံးကိုတွေ့လိုက်ရပြီးစူးစမ်းခြင်းစိတ်ကြောင့်နောက်ကလိုက်သွားခဲ့ပါတယ်လူစီကားရဲ့လမ်းမတွေလမ်းကြားလေးတွေကိုဖျက်ကျော်ပြီးစိမ့်လန်းတဲ့တောအုပ်ထဲထိရောက်သွားတဲ့အခါချစ်စရာကောင်းတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရပါတယ်တကားကိုတိတ်တိတ်လေးဖွင့်ဝင်ကြည့်လိုက်ချိန်မှာတော့မှက်လေးတစ်ကောင်ကသူ့မကိုအထဲသို့တွန်းထည့်လိုက်ပါတယ်အထဲမှာမုတ်စိတ်ဖြူဘိုးအိုတယောက်ကဒေါသထွက်နေတဲ့မျက်နှာနဲ့ရက်နေခဲ့ပါတယ်မင်းကလေးကကြောက်လန့်နေတဲ့အချိန်မှာပဲသူမရဲ့ဘိုက်ကတကွေးကွေးမြည်လာပါတယ်အဲ့ဒီအတန်ကိုကြားလိုက်တဲ့အဖိုးအိုရဲ့မျက်နှာကချက်ချင်းနူးညံ့သွားပြီးမိဖို့ချောင်တဲ့ဝင်ကအရသာရှိတဲ့ဟင်းတပွဲကိုချက်ပေးခဲ့ပါတယ်တကယ်အစားအစာကိုတစ်ခါမှမမြင်ဘူးတဲ့မင်းကလေးကဆေးတောင်စားတယ်လို့တလုတ်တည်းမျိုးချလိုက်တာကြောင့်ပြီးသွားခဲ့ပါတယ်အဖိုးအိုစားပုံကိုတေချာကြည့်ပြီးဖြည်းဖြည်းချင်းဝါစားတက်လာခဲ့ပါတယ်အစားအစာရဲ့အရသာကသူမရဲ့ပါးစပ်ထဲမှာပြန့်နှံ့သွားတဲ့အချိန်မှာတော့တစ်သက်လုံးမခံစားဘူးတဲ့အရသာကိုခံစားလိုက်ရပါတယ်သူမဟာပကံတဲကအစားအစာအလုံးကိုအရသာရှိရှိစားတောက်ပြီးကုံဆုံးလိုက်ပါတယ်ပြန်ခါနီးမှာအဖိုးအိုကအစားအစာထည့်ထားတဲ့ဘူးတဘူးကိုလက်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာမိခင်ကအလုတ်ပင်ပန်းလုံးလို့ဆိုဖာပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်မင်းကလေးကဘူးကိုဖွင့်လိုက်တာနဲ့အစားအစာရဲ့မှုပြက်တဲ့အနံ့ဟာအခန်းတစ်ခုလုံးကိုပြည့်နှက်သွားပါတယ်အဲ့ဒီအနံ့ကြောင့်မိခင်နိုးလာပြီးလူတွေတကယ်အစားအစာကိုနှစ်သက်ခဲ့တဲ့ငယ်ဘဝအချိန်တွေကိုပြန်တတိယသွားပါတယ်ဒါပေမဲ့ဘဝဟာပိုပြီးအလုံးများလာတာနဲ့အမျှတကယ်အစားအစာတွေကိုစေးတောင်းတွေနဲ့အစားထိုးခဲ့ကြတာဖြစ်ပါတယ်သမီးလေးဟာမွေးကလေးကစေးတောင်းတွေပဲစားပြီးကြီးပြင်းလာခဲ့တာကိုတွေးမိတဲ့မိခင်ကမျက်ရည်ကျလာပြီးသမီးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသမီးရဲ့နေ့လယ်စာဟာစေးတောင်းမဟုတ်တော့ပဲမိခင်ကိုယ်တိုင်မြတ်တာအပြည့်နဲ့ချက်ပြုတ်ပေးတဲ့အရသာရှိတဲ့အစားအစာတွေဖြစ်လာပါတယ်တစ်ဖက်မှာလည်းအဖိုးအိုကစားတောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီးလူသားလောကတဲ့ကိုတကယ်အစားအစာတွေပြန်လည်ယူဆောင်လာခဲ့ပါတယ်ဒီပညာကဘဝကိုပုံမလွယ်ကူစေနိုင်ပေမဲ့မြတ်တာနဲ့တကယ်အစားအစာရဲ့တန်ဖိုးကိုတော့ဘယ်အရာကမှအစားမထိုးနိုင်ပါဘူးကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းစကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်